အားလုံးလည်းကတော့ဒီနေ့ပြောကြလေတခုရှိလို့လာခဲ့တာပါနော်။ဘာဖြစ်လို့လဲဆိုတော့ဘာနော်။ဟဲ့လဲဆိုတော့ကိုရီးယားကွာ Sakura School video လေးတင်ချင်တယ်ပဲထားပါတော့ကွာ။ဟာ Sakura School video တော့နှစ်ဘောလောက်တင်လိုက်တာလည်းချိန်ဟာရ view အများကြီးရတယ်ကွာ။ကွာမနေ့ကမှစောက်လို့ရှင်လေကွာ။လိုက်ဒီရ view ရတယ်။ subscribe အများကြီးရတယ်ကွာ။တင်နေတူကြဖို့မဟုတ်ဘူးနော်။တင်တဲ့ဗီဒီယိုကြမှာမဟုတ်ဘူး။တော့ကွာအဲ့လိုတော့မင်းငါကွာအဲ့ကSakura School အဲ့ဒီSakura School အဲ့ after war လာအဲ့ဒီဥစ္စာကပတ်ကူလို့အဲ့လိုခါပတ်စုလို့ပြီးလို့ရှိရင်တကပူဟာတို့လူတွေကကွာဖွေးစော့ကျင်လာတယ်ကွာအဲ့ဒါကိုပြ view တွေလိုက်တယ်ရိုက်လို့ထင်ပြီးစော့ကျင်လာတယ်မတကယ်မဟုတ်ပါဘူးလို့ပြောချင်တာပေါ့နော်ဟိုကနော်ကိုစူးစမ်းရင်စူးစမ်းသလောက်ကွာချီချို့မှလည်းကိုစူးစမ်းရင်စူးစမ်းသလောက်ဖြစ်တယ်ဟောကိုတက်တော့မှလည်းကိုစူးစမ်းသလောက်စူးစမ်းသလိုဖြစ်တယ်ပေါ့နော်အကောင့်ကညမကအကောင့်နှစ်ကောင့်ရှိရအောင်နော်တစ်ခေါက်ကျတော့ဖန်ခံလိုက်နောက်ထပ်အကောင့်ကျလုံးဝမသုံးတော့တာပေါ့နော်နောက်ထပ်ကလုံးဝမသုံးတော့တာပေါ့နော်အဲ့ဒါပေါ့နော်နောက်ခံတဲ့တချို့တိခံပြပါနော်အဖားလေးလုံးမရတယ်မသိသေးတာဟုတ်နားမှာကျမတို့ပါပါအားကြောင့်လို့ပါနော်တွေ့ချင်တာလေးဒါလေးမဟုတ်ပါဘူး Roblox video တင်တဲ့အခါမှာတာဝါတင်တဲ့သူတွေကများတယ်ဆိုလို့ရှိရင် Roblox video ကအများကြီးတင်ဖြစ်တယ်ကွာရင်တော့က Roblox video မှာ Roblox video ကဖြစ်နေရတယ်အခု Sakura School video ဘက်ကိုပြောင်းသွားတယ်ကွာဟိုကတကယ်ကြည့်တာလည်းမဟုတ်ကွာရတယ်ကွာပြောင်းသွားကွာသူတို့လည်း video တင်မှုတယ်ကွာတင်မှုတဲ့အခါကျရင်သူကဘလောက်ထိတာဝါဟိုခဏပြည့်ကြတယ်သူသိကြတယ်လေအဲ့သိကြတော့ကွာလည်းလေးဖာလေးကိုပေးခဲ့တဲ့နာပေါ့ကွာမပေးရင်တော့ကွာ view ဆိုင်ကူမှလား view ကွာစကားကိုပဲထားပါတော့ like က2ခု3ခုလို့ like က5ခုလောက်ပဲရရဆိုရှင်ချင်းဟိုတော့မဟုတ်ဘူးကွာ like ကတစ်ခုမှလည်းမပေးကြဘူးကွာဟောအဲ့ဒီဘသောကောင်းတဲ့သူတွေပဲပေးကြတာကွာ2ယောက်လောက်ပဲပေးကြတာကွာ2ယောက်လောက်ပဲပေးကြကိုရိုင်းကလည်း3ဖို့ဆိုငါပတ်တန်ငါကွာ like လေးပါလေးပေးလိုက်အောင်မဆိုပေးလိုက်ဟာပဲရှိရကွာဟိုကလည်းအဲ့ဒီကွာပထမဆုံးပြီးတော့အဲ့လုံးခဲ့တဲ့9ခါတော့တင်ခဲ့တာ9ခါတော့တင်ခဲ့တယ်လက်သစီးမှမရဘူးအခုလည်းသစီးမှလည်းမရဘူးလိုက်ရပဲရတယ်ကွာဒါပေမဲ့တိတ်မရကြဘူးကွာ Roblox video တင်တဲ့သူကြတော့ကွာဘလို့လဲကွာတကယ်ချင်းနေရာလေးပြောနေ Roblox video မတင်တဲ့လူတစ်ခါတစ်ခါ video ပဲတင်တော့ပတ်စလို့ပြောကွာဟိုအပိုင်းတစ်ခါတော့ဒီလောက်ပဲပေါ့နော်အပိုင်းနှစ်ခါကျတော့ခဏနေကြရင်လာပါမယ်ဒါပေမဲ့အပိုင်း3ထိရှိပါတယ်